ညနေပြောင်တိုက်ပြီးတော့အရန်ခုံတန်းမှာပဲအချိန်ဖြုံးကျင်နေတဲ့ဇက်စီဒီကိုရီးယားလုံးပဲမင်္ဂလာပါဗျာ United Zone ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်နောက်ဆုံး update သတင်းတွေအရဇက်စီဟာအသင်းမှာပွဲထွက်ခွင့်လုံးဝမရပြီမဲ့လေမျက်နှာပြောင်တိုက်ပြီးတော့ United မှာပဲဆက်နေခြင်းနေတယ်လို့သိရပါတယ်ဒါကတကယ်ကိုအံ့ဩစရာကောင်းတယ်လို့မျိုးတစ်ဖက်ကကြည့်ရင်လေသူ့အတွက်အတော်လေးဝမ်းနည်းစရာကောင်းပါတယ်သူ United ကိုရောက်ပြီးနေတာကအခုဆိုနှစ်ရှိပါပြီဒီနှစ်အတွင်းမှာနီးပြ3ယောက်ပြောင်းသွားခဲ့တယ်ဒါပေမဲ့ဘယ်နီးပြလက်အောက်မှာမှသူကအဓိကကစားသမားအဖြစ်ပွဲထွက်ခွင့်ပုံမှန်မရခဲ့ပါဘူးပွဲကစားခွင့်မရလို့လာမဲ့ကပတ်ဖလားလူစီရင်ကနေတော့မှခြံလက်ခံခဲ့ရတဲ့အချိန်မှာပဲသူကအသင်းပြောင်းဖို့မတွေးဘဲနဲ့ United အရန်ခုံတန်းမှာပဲအချိန်ဖြုံးကျင်နေတယ်ဆိုတာကကစားသမားတယောက်အတွက်ရီမန်းချက်ကင်းမဲ့လို့ကြာနေပါတယ်မေးစရာရှိတာကသူဘာဖြစ်လို့ဆက်ပြီးတော့နေကျင်တာလဲလာသာကောင်းကောင်းရနေလို့လားဒါမှမဟုတ်လို့ရှိရင်အသင်းပေါ်တွေနဲ့တဲ့လို့အဝေလဲကန်းထဲမှာပျော်နေုံတက်ပဲလား United ဆိုတာအားလဲရအနားယူဖို့လာတဲ့အပန်းဖြေစကန်မဟုတ်ပါဘူးသူဖလားတွေအတွက်အပြိုင်ဆိုင်စူးစမ်းနေရတဲ့ကလပ်အသင်းကြီးပါဒါကြောင့် INUF နဲ့ Jason Welkers တို့အနေနဲ့ဒီကိစ္စကိုပြပြတသားလေးကင်တွယ်ဖို့လိုအပ်နေပါပြီ။ယာဒီဂျိုခြေစွမ်းပွဲတွေမစခင်ပါတယ်။သူ့ကိုအသင်းရဲ့အစီအစဉ်တွေမှာပါတော့ဘူးဆိုတာရှင်းရှင်းလင်းလင်းအတိပေးပြီးတော့ဈေးကွက်ထဲကိုအမြန်ဆုံးရောင်းထုတ်ပစ်ဖို့လုပ်ရပါမယ်။ဒီတော့နောက်ထပ်မေးခွန်းတစ်ခုထွက်လာပါတယ်။ဇက်ဇီကိုရောင်းထုတ်လိုက်ပြီးရင်ရော United နံပါတ်6တိုက်စစ်မှုစစ်တယောက်ထပ်ဝယ်ဖို့လိုသေးလား။အဖြေကတော့မလိုတော့ပါဘူးလက်ရှိအခြေအနေအရတိုက်စစ်မှုတစ်တယောက်ထပ်ဝယ်ဖို့ဆိုတာက United ရဲ့ဦးစားပေးစည်းမှာလုံးဝမပါပါဘူးပြီးခဲ့တဲ့ယာဒီကုံပိုင်းမှာခြေစွမ်းပြခဲ့တဲ့ Sesco ကအသင်းရဲ့အဓိကတိုက်စစ်မှုအဖြစ်နေရာယူထားတယ်လို့မျိုးတကယ်လို့သူမပါနိုင်ခဲ့ရင်တော့ကိုညာနဲ့အမ်ဘူမိုတို့ကတိုက်စစ်မှုနေရာမှာအကောင်းဆုံးဝင်ကစားပေးနိုင်တဲ့စမ်းရည်တွေရှိနေပါတယ်ဒါအပြင်အသင်းကအရန်ကိုနေရာပေးခြင်းနေတဲ့လူငယ်ကျဲဝင်းတိုက်စစ်မှုလေ OB ကလည်းအရန်သစ်ရှိနေပါသေးတယ်ဒါဟာ Man City မှာဟာလန်မပါနိုင်ရင် Phil Foden ဒါမှမဟုတ်လို့ရှိရင်Everest တို့ဝင်ကစားပေးတယ်လို့မျိုး United မှာလည်း Sesco ရဲ့နေရာကိုကိုညာဒါမှမဟုတ်လို့ရှိရင်အမ်ဘူမိုတို့နဲ့လိုအပ်တယ်လို့အလှည့်ကျအသုံးပြုသွားမယ်တဘောပါဒီလိုပြောင်းလဲပြင်လဲကစားနိုင်တဲ့ကစားသမားတွေရှိနေရမလို့တိုက်စစ်မှုအသင်းအတွက်ကတော့ငွေထက်မကုန်တော့ပါဘူးအဲ့ဒီစာတက်တာသွားမယ်ဘတ်ဂျက်တွေကိုအသင်းအတွက်တကယ်လိုအပ်နေတဲ့ကွင်းလယ်ပိုင်းအဆင့်မြင့်တင်မှုတွေမှာအပြည့်အဝအသုံးပြုသွားဖို့ရှိနေပါတယ်ညီကိုတို့ရောမျက်နှာပြောင်တိုက်ပြီးတော့အရန်ကုန်တန်းမှာအချိန်ဖြုံးကျင်နေတဲ့ဇက်ဇီကိုအမြန်ဆုံးရောင်းထုတ်သင့်ပြီလားတိုက်စစ်မှုသစ်မွေတော့ဘဲနဲ့ကွင်းလယ်ကိုပဲငွေပုံအောမဲ့ United ရဲ့ဆုံးဖြတ်ချက်အပေါ်ဘယ်လိုမြင်လဲကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးကြပါအောင်ဗျာ